Make up ပြင်ပြတဲ့ video ထဲမှာလေဒီနှကန်းနီလေးကိုလည်းမေးကြလို့မေဆုံးပြပြပေးပါမယ်။ဒါလေးကမေဆုံးအမြဲညွှန်းပေးပြီးတော့ budget save ဖြစ်တဲ့ဒီ Sassy brand လေးတွေရပါပဲ။မေဆုံးကနှကန်းနီဝယ်ရင်အမြဲလောဘကြီးတတ်တာကြောင့်ဒီ3ရောင်ဝယ်ထားတာပေါ့နော်။ဒါလေးဝယ်တော့ကလည်းမေဆုံးကာလာရဲ့တခြားရဲ့ကို sweatshirt လေးလုပ်ပြပေးဘူးပါတယ်။သူကတော့ jelly တင့်ပန်းဆိုပေမဲ့ကာလာပါတဲ့ lip band သဘောမျိုးလောက်ပဲပေါ့နော်။အဲ့တော့ကိုစိုးထားတဲ့နှကန်းနီတွေကာလာဖြော့နေတာတို့ဒါမှမဟုတ်ကိုကမျက်နှာလေးကိုနုနုဖက်ဖက်ဖြစ်ချင်တဲ့အချိန်တို့ဆိုရင် lip gloss သဘောမျိုးလေးနဲ့အပေါ်ကထပ်ဆိုးပေးလို့ရပါတယ်။သူ့တရောင်နဲ့ဆိုရင်တော့ဘာကာလာမှတိတ်ပြီးတော့ထင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုက make up တွေဘာမှမလိမ့်ထားတဲ့အချိန်နှကန်းတွေကွဲနေချောင်းနေလို့ lip balm လေးစိုးကျင်နေဆိုရင်တော့ဒါလေးကိုသုံးလို့ရပါတယ်စိုးပြလိုက်တော့ကာလာလေးပါတာလို့ထင်သွားမှာဆိုလို့နှကန်းတွေလုံးဝမဟုတ်ပါဘူးသူက lip balm လေးပါပဲဒီ brand လေးကလေ budget အရန်စစ်ဖြစ်ပြီးတော့ quality ကောင်းတာဖြစ်တဲ့အတွက်အထူးသဖြင့်မုတ်ဖိုးစုပြီးတော့product လေးတွေဝယ်ရတဲ့ညီမလေးတွေចောင်းသူလေးတို့လုံးဝ recommend ပေးပါတယ်နောက်လဲမေဆုံး make up tutorial လေးတွေထဲမှာမေဆုံးမှရှိသေးတဲ့ product လေးတွေကို review လေးထပ်ပြီးတော့ပေးပါအောင်မယ်နောက်လုံးကျေးဇူးအများကြီးတင်ပါတယ်တတာ